ကဲYamaha R1ကိုတော့ပိုင်းလေးပြန်ပေးပါဆိုလို့ပြန်ပေးလိုက်မယ်နော်ကျွန်တော်နောက်ခေါင်းကြီးတော့Yamaha R1များပြပေးပါမယ်ပြပေးပဲဗျကဲဒီဆိုင်ငယ်ကတော့Yamaha R1ဆိုင်ငယ်ဗျာ Model 2008 Engine Power 1000နဲ့ Base Share Yamaha R1 Batman တွေပါမယ်နော် Batman တွေပါရအစားကုန်ပါမယ် Model က2008နောက်ပြီးတော့ license လည်းပါမယ်ဗျ license ကဒီကော ARO license ပါမယ် ARO licenseစီးရတာတန်ပဲဗျာဈေးလေးရင်ပြောပြပေးမယ်ဈေးက320ပဲရှိပါတယ်320ရှိပါတယ်ဘိတ်တွက်ဘာမှမလိုဗျာဘိတ်ရှယ်original တော့နှစ်ချောင်းပါမယ်အော်တော့ပါအော်တော့ကီလို4000ကျော်အမှန်နဲ့17ချက်နှုတ်ပြမယ်ဗျာ17ချက်နှုတ်ပြမယ်ပစ္စည်းလေးတွေကဒီမှာ phone stand လေးတွေဆက်ပါမယ်ရှယ်ကြီးစတက်တီနိုပဲလုံးဝရှယ်တော့320ပဲရှိရ300ပေါ်ပေါ်နဲ့ R1 ကိုဖြုတ်ပါ300ဝန်းကျင်လောက်သုံးမယ်ဆိုရင်ညီကိုမိတ်ဆွေတွေ R1 တစီးကျွန်တော်တို့ကွန်ပျူတာမန်လေး showroom မှာရောက်ရှိထားပါတယ်ခင်ဗျာကဲမင်းကတော့ရှယ်ကြီးဘာမှအဖွင့်လက်ပါညာဘာမှမပါသေးဘူးဗျာအဖွင့်လက်ပါညာဘာမှမပါသေးဘူးနေထားဘာညာရှယ်ကြီး Yamaha R1 300ပေါ်ပေါ်လေးနဲ့ဖြုတ်ယုံပဲရှယ်ကြီးကဲ Razy Bike ကြိုက်တဲ့ညီကိုမိတ်ဆွေတွေ Yamaha R1 တစီကျွန်တော်ကွန်ပျူတာမန်လေး showroom မှာရောက်ရှိထားပါတယ်ဆိုတော့မိတ်ဆက်ပေးလိုက်ပါတယ်ကဲမိတ်ဆွေတွေသိချင်တဲ့ဘိန်းလေးတွေကိုလည်းခုကျွန်တော်ဗီဒီယိုရဲ့အောက်မှာမှတ်ပြီးသွားလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးနဲ့တကွာပြန်လဲဖြည့်ချပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ရှိပါတယ်